မျိုးမင်းကဦးကျော်မျိုးဝင်းတရင်တွေကိုကျုပ်တို့ကကြိုက်တယ်ဗျလက်ခံလဲလက်ခံအောင်လည်းရတယ်ဗျဟောအမှန်တရားလေးတွေပြောဒီဗျူရီရဲ့အခက်အခဲလေးတွေကိုသူပြောတတ်ဆိုတတ်မင်းရင်းကြိုက်နေမကြခင်မင်းကလေးပြန်ရောက်လာတော့မှာယောဂပွဲတွေကိုကျမတို့ထောက်ခံပြီးတော့လှုပ်ရှားလာခဲ့တဲ့သူတွေမြေပြင်ကအခြေအနေကိုပြောနေတဲ့သူတွေရဲ့ဗဇက်ကိုကျမတို့မဖိပိတ်ညင်းပြီးတော့မဟုတ်ဘူးဒီမိုကရေစီကမှဘယ်သူကသမရဟိုအဖြစ်မှာနိုင်တဲ့ပါတီကနေသမရတက်မှာမဟုတ်ပါဘူးကျမတို့ဖိပိတ်ညင်းတာစီးကြုံဝင်းကြုံတွေတောင်လိုက်ကောအဲ့တော့ကိုချာစီကိုဘမရီရဲ့ပေါက်ကွဲကန်တကယ်ပဲသူတို့ဖိပိတ်ညင်းခဲ့တာပဲတကယ်တော့ဟုတ်တယ်မင်းအောင်နိုင်တက်ပဲဆိုတော့လုံးဝမဟုတ်ဘူးဖိပိတ်ညင်းနေတာမင်းအောင်နိုင်တက်ကောအကုန်လုံးလန်တော့ကုန်ခုမင်းတို့တွေငါတို့စစ်ခွေးလို့ခေါ်ရဲသေးလားမင်းတို့မိသားစုတွေကိုစစ်ခွေးလို့ခေါ်ရဲသေးလားအဲ့လိုမျိုးအဓိကထားပြောတာပေါ့ကျွန်တော်တို့တင်နန်းသား290 280လောက်ရှိတယ်အမှ तू ကအချို့မိသားစုတွေစားဖို့နေတွေအဆင်မပြေတော့ပတ်ဆက်တွေနဲ့ဝင်လာတဲ့လူကတော့10ရောက်15လောက်တော့ရှိလောက်တယ်တော်မျိုးတွေအားလုံးပဲသဘောပေးနဲ့မေပြီးတွေတန်းကနေပြီးအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျက်ရုံ channel နှစ်ကနေပြီးတော့ပြန်နေကြိုလိုက်ပါတယ်ဒီနေ့ညမှာလည်းသတင်းကောင်းတွေဖြစ်တဲ့တော်မျိုးအားလုံးပဲအားရပါရနားဆင်အောင်မှာဖြစ်ပါတယ်Revolution Reaction Channelရောင်းသုံးတဲ့ပုံနေနဲ့ကတော့တစ်လော်ပြီးကြော်မျိုးမင်းကိုစစ်တပ်ကဖမ်းဆီးထားပြီးခေါ်ယူမင်းမြတ်နဲ့အဆင့်နဲ့သာပြန်လှုပ်ပေးရန်ဘာဘာသာဆွန်းရောက်ပေါက်ကတုံးကတော့စစ်လော်ပြီးအုပ်စုကိုတောင်းဆိုထားတွေ့ရှိရပါတယ်ဒါကတော့လူမှုကွန်ရက်ပေါ်မှာကြံ့ဖို့ပါတီကဘူးလလဆွေနဲ့အပြန်အလှန်ညှင်းပွားခဲ့တဲ့စစ်လော်ပြီးကြော်မျိုးမင်းဟာစစ်တပ်ရဲ့ဖမ်းဆီးမှုခံထားရပြီးခေါ်ယူမင်းမြတ်နဲ့အဆင့်ပဲပြန်လှုပ်ပေးရန်ဘာဘာသာဆွန်းရောက်ဖုံးကြီးပေါက်ကတုံးကနေပြီးတောင်းဆိုခဲ့တာဖြစ်ပါတယ်ကြော်မျိုးမင်းဟာဇွန်လ23ရက်နေ့ကတည်းကဆက်သွယ်ပြတ်တောက်ခဲ့ပြီးယခုဇွန်လ28ရက်နေ့ထိ MB New Telegram လူမှုကွန်ရက်စာမျက်နှာတွေမှာလည်းဝေဖန်30ချက်ဗီဒီယိုတွေရိုက်ကူးနိုင်ခြင်းမရှိကြောင်းလည်းသိရှိရပါတယ်။ဘာသာဆွမ်းရောက်မိကန်အရေးချုံတင်ကန်းဝေပေါက်ကတုံးကတော့တမျိုးမင်းကိုဖမ်းဆီးထားတာဒါမှမဟုတ်သက်ဆိုင်ရာကခေါ်ယူမိပြန်နေတဲ့အခြေအနေဖြစ်ကြောင်းကိုလည်းပြောဆိုသွားတွေ့ရှိရမှာဖြစ်ပါတယ်။တမျိုးမင်းကမကြသေးမီကတရုတ်နိုင်ငံကမြန်မာနိုင်ငံပဲချမ်းမူဆယ်နယ်စပ်မှာရှိတဲ့ချန်စီယိုတိုးချက်ကာယံတဲ့ကိစ္စနဲ့ပတ်သက်ပြီးလွတ်တော်အမတ်တွေဘာလုပ်နေတယ်ဆိုတဲ့မေးခွန်းကိုထုတ်ခဲ့သလိုမင်းအောင်လှိုင်ကိုလည်းစိတ်ပြက်နေပြီလို့ပြောပြီးတကယ်ကမှပဲအသက်ကြီးတဲ့ဖိုးကြီးရေကနေတက်ပြီးတော့အုပ်ချုပ်ပြီးနိုင်ငံကိုစုပ်ပြတ်တက်နေအောင်လုပ်ပြီးတော့နိုင်ငံစုပ်ပြတ်တက်နေတဲ့နိုင်ငံကိုအခုလိုမျိုးပြည်သူတွေလက်ထဲကိုထိုးထည့်နေတာလားဆိုပြီးတင်မေးရဲ့မေးခွန်းကိုလည်းမေးခဲ့တဲ့သူတယောက်လည်းဖြစ်ပါတယ်အခုလိုမျိုးရဲရဲဝံမေးခဲ့တဲ့တမျိုးမျိုးကိုလည်းရဲရဲဝံပဲအထက်ကိုဝင်ဖို့ဆိုပြီးတော့ပဲမင်းအောင်နိုင်ကငါမင်းဆွေနဲ့ဆော်ဖုံးနဲ့နောက်ကိုလိုက်ဖို့အတွက်ပို့လိုက်သလားဆိုပြီးတော့လည်းမေးခွန်းတွေထွက်လာပြီလည်းဖြစ်ပါတယ်တော်တော်မတ်ဒီရိုဘန်လိုပါကစစ်တော်ပြီးကျော်မျိုးမင်းကိုလည်းကြော်စိုးဦးပောင်ဝင်လင်းတော့ဆိုသူတွေနေနဲ့တော်တော်တဲကိုရောက်အောင်ကြိုးစားတင်ကြောင်းလည်းဘူးရလာစီကပြောခဲ့တာလည်းအလုံးပြချင်မှာဖြစ်ပါလေအားလေးလဲဒါပြောချင်တာပေါ့နော်စစ်မှုထမ်းနဲ့ပတ်သက်ပြီးကိုဆွေမျိုးဝင်းကိုကဖမ်းသွားတာမဟုတ်ပါဘူးမြင်းကြံတဲ့တဲ့နဲ့ပတ်သက်ပြီးသူဖရဲသီးကိစ္စရေးတာပေါ့နော်ရေးတဲ့အခါမှာဒါမတိကျမခိုင်လုံတဲ့ကြောင့်ခေါ်ရပြီးစစ်ဆေးတာပါနော်စစ်ဆေးတဲ့အခါမှာတခါကြီးကိုဆွေမျိုးဝင်းလည်းအေးစစ်ဆေးထားပါတယ်ဦးစင်းတို့တခါရန်ကုန်ရောက်တော့မှဘုံဘုံကိုဆွေမျိုးဝင်းနဲ့တွေ့အောင်မလားဆိုတော့ဂါကြီးရဲ့လို့ဦးစင်းနဲ့လည်းအပြင်မှာလည်းမတွေ့ဘူးလို့တားကြီးလည်းမရင်းနေဘူးဗျမတွေ့တော့ပါဘူးလို့သူအေးဆေးဆေးပဲဖုံဖုံနဲ့ဒါအကိုင်ရှင်လည်းမေးလို့ဒါရပါတယ်နော်ကိုဆွေမျိုးအမှန်တော့ဖမ်းသွားတာမဟုတ်စစ်ဆေးမေးမြန်းမှုခေါ်ရတယ်တော့ပေါ့နော်ဦးစင်းတို့လိုပါပဲနော်ဒါတော့ကိုဆွေမျိုးဝင်းကိစ္စပေါ့နော်ဟုတ်ပြီကိုကျော်မျိုးမင်းကကိုကျော်မျိုးဝင်းတရင်တွေကိုကျုပ်တို့ကကြိုက်တယ်ဗျလက်ခံအောင်လည်းရတယ်ဗျဟောအမှန်တရားလေးတွေပြောဒီဗျူရီရဲ့အခက်အခဲလေးတွေကိုသူပြောတတ်ဆိုတတ်မင်းရင်းကြိုက်နေမကြခင်မင်းကလေးပြန်ရောက်လာတော့မှာမင်းကိုရှိုးနေပြီလှဆွေရနော်လှဆွေတို့မင်းရောက်တော့မင်းကိုရှိုးနေပြီလက်ခံနိုင်တဲ့မီဒီယာဓမ္မပေါ့နော်မီဒီယာဓမ္မနိုင်မီအတွက်တကယ်လိုအပ်တဲ့မီဒီယာဓမ္မပဲနော်ကြောင်မျိုးမင်းကလက်ခံနိုင်တဲ့ကောင်ဆိုတော့ကျော်စိုးကဘာကောင်လဲကျော်စိုးကဗယန်းပတာကောင်မလားမင်းရောက်ဘာကောင်လဲပေါ့ကတော့မင်းကသင်္ကန်းညို့အယောင်ဆောင်ယူစောဒီနော်လူငယ်တွေကိုပတ်စံနဲ့တောင်းပေးပြီးလူငယ်ချင်းကိုပြန်တိုက်ပေးနေတဲ့ကောင်တွေဘယ်ဟာနဲ့ညှိသွားလို့ဘယ်ဟာနဲ့ခေါ်ယူမင်းများနော်ခေါ်ယူမင်းများနဲ့လုံးဆိုတော့ဦးဇင်းတို့လည်းမပြောတတ်ဘူးနော်ဒါခေါ်ယူမင်းများနဲ့အဆင့်လောက်ပဲရှိမယ်လို့ဦးဇင်းတို့ကတုံ့တက်မိပါတယ်ဒါပဲလေဖမ်းမဖမ်းချင်းကမနေ့ကတူတူစီကဒကမတယောက်ကိုဆက်တွယ်မင်းများကြည့်လိုက်တော့ဘာပြောလဲဆိုတော့
ရုံမှာတော့ဖုံဖုံဘာတဲ့မှမကြောက်ဘူးဗျာတပည့်တော်မှာဖုံးဆက်ပြီးတော့လှမ်းမေးလိုက်တယ်တဲ့ရုံမှာတော့ဘာတဲ့မှမကြောက်ဘူးဆိုကြတဲ့ရတာခုံမင်းမြန်းတဲ့အစင်တော့ရှိတော့ပါတယ်နော်ခုံမင်းမြန်းတဲ့အစင်တော့ရှိတော့ပါတယ်ခေါ်ယူမင်းမြန်းတဲ့အစင်တော့ပဲသွားမှာပါခိုင်းတဲ့အစင်တော့သွားမယ်မထင်ပါဘူးဗျာနော်ဒါကိုကျော်စိုးတို့လည်းခေါ်ယူမင်းမြန်းခံရတာရှိတာပဲကိုကျော်စိုးကိုကျော်မျိုးမင်းတော့မပြောနဲ့ပောက်ကိုတော့လည်းခေါ်ယူမင်းမြန်းခံရဘူးလားပဲနော်အဲ့တော့ဝါတွင်းဆိုလို့ရှိရင်နောက်တော့ကိုဟုတ်လားကိုကတော့တက်မတော်သားတွေထောက်ခံပြီးတာဝိုင်းရံပြီးတာအများအားတက်မတော်သားကိုချစ်ပြီးတာပဲအဲ့တော့ရဟန်းဆိုတော့ဖမ်းရတဲ့သူလည်းအပြစ်ရှိတယ်ပေါ့နော်ဝါတွင်းဆိုရင်တော့ဝင်ကြီးနဲ့ဖမ်းလိုက်ရင်တော့ဖမ်းလိုက်တင်ကန်းချွတ်လိုက်ရင်တော့လူဖြစ်သွားတာဟုတ်ကဲ့နော်အဲ့လိုလည်းအကုတို့တော့နည်းနည်းဟွာပေါ့လားခေါ်လို့ရှိရင်လည်းဟုတ်လားလားခေါ်ရင်တော့နော်အဲ့တော့ဘာပြောပါဒါကိုကျော်မျိုးမင်းတို့လိုတန်မိုးရှိတဲ့ဒရင်းမီယာဓမ္မတွေတိုင်းပြည်အတွက်လိုအပ်တဲ့ဒရင်းမီယာဓမ္မတွေကိုတော့တကယ်လို့ခေါ်ယူမင်းမြန်းနဲ့ဆိုလဲခုံမင်းမြန်းနဲ့အစင်းနဲ့တင်ပြီးသွားပြီးမှပြန်လွတ်တင်တယ်လို့ဦးဇင်းတို့ကတော့တုံးတက်ခြင်းတယ်။ဟောကိုကျော်မျိုးမင်းကလူတော်တယောက်လေလူတော်တယောက်ဦးဇင်းနဲ့လဲဒါသူစကားတော့ဟုတ်တိပတ်တီတော့မပြောဘူးပေါ့တခါလေသူနဲ့ဦးဇင်းနဲ့ချင်းတင်အောင်ပြောတဲ့အစ်စ်မှာပဲဒါပေမဲ့ဒါပုဂ္ဂိုလ်ကြီးကပြောတဲ့အစ်စ်နော်ပုဂ္ဂိုလ်ကြီးကပြောတဲ့အစ်စ် ။အလေးကြိုက်တယ်ဒီငကောင်ကြိုက်ကြသေးဟုတ်တယ်ခေါက်က လက်ခံနိုင်တဲ့ကျွန်တော်လက်ခံနိုင်တဲ့ဦးဇင်းတို့အောင်တရင်တင်ဆက်တဲ့အခါမှာကိုလည်းသူ့ဖန်ဖြစ်နေရလေဗျာသူပြိတ္တဖြစ်နေတာသူဟာလေနားထောင်ဖြစ်တော့နော်ဘောင်တမတော်ဘောမတဲ့တရင်မိကြတယ်မှာလက်ချိုးရည်တွဲလို့ရတယ်အဲ့လက်ချိုးရည်တွဲလို့ရတဲ့ထက်မှာအပြောကောင်းကောင်းနဲ့အောင်မြင်မှုတစ်ခုကိုလည်းလက်ချိုးလို့ရတယ်နော်လောက်မှမရှိဘူးအဲ့တော့ဒီမျိုးကလေးစီအစိုးရပေါ့ဗျာအစိုးရအသစ်ပေါ့နော်ဒီမျိုးကလေးစီအစိုးရတင်မှာဝေဖန်ထောက်ပြမှုတော့ခံနိုင်ရှိဖို့လိုအပ်တယ်လို့ဦးဇင်းတို့ကတော့တုံးတက်ချင်ပါတယ်ဗျာနော်ကဲမရောက်နိုင်ဘူးပြောနေတော့မင်းခံနိုင်မခံနိုင်ကျူခေါက်ကလေးရောက်မယ်တဲ့ဟောကတော့တဲ့ပြောနေပြီခံနိုင်ရှိဖို့လိုတယ်တဲ့မရောက်လိုက်တုံးတက်ချင်ပါတယ်အားကြောင့်ဦးဇင်းကမရတရားလို့ပဲပြောတာပါနော်ဒီမိုကရေစီမရတရားဆိုတဲ့အကြောင်းလေးပဲခဏပြောဖို့ပါတယ်ဗျာနော်အခါတလေဦးဇင်းတို့လည်းမပါဘယ်နေ့လဲလို့မျောနေရတာဗျာနော်အားကြောင့်ဦးဇင်းလည်းဒါနားထားတယ်ပေါ့နော်နားထားတယ်ဆိုတာကဒီစေးရလေးတွေမှာပြောတဲ့အခါမှာတခါတလေတော်တော်ကြီးအကုလိုဖြစ်တယ်ဗျအကုလိုကြီးတယ်ဗျနော်မမအကုလိုကြီးတဲ့အခါမှာပြောလိုက်လို့ရှိရင်တော်တော်ကြီးမှာညှိစွန်းတာရှိတယ်ဗျနော်အကုလိုကြီးတာဗောမင်းတို့ကောင်တွေအမှန်တိုင်းမှပြောလို့မရတာကြီးမင်းတို့အဖလုံနေတဲ့ဟာကြီးအမှန်တိုင်းပြောရင်မင်းတို့ကအထဲရောက်မှကြောက်တော့နေ့စဉ်နဲ့များလိန်ပြောနေမှာတော့အကုလိုတော့မုံမင်းငယ်အိုးတွေတော့ဟိုအောက်ဆုံးကြီးရောက်နေပြီပေါ့ကတော့နော်မင်းတို့ကောင်တွေသင်္ကန်းချို့ပြီးတော့လမ်းမပေါ်ဒိုးတိုက်ဆွဲရင်တော့မင်းတို့ရဲ့အပြစ်တွေကမကြည့်ဘူးဟောလို့ဆိုတော့မင်းတို့နေ့စဉ်နဲ့များမင်းတို့ပါဘုံနေကျင့်နေရောပန်းနေကျင့်လူထင်းနေကောင်တွေအားကြောင့်မလို့တစ်ခါတလေကျတော့အနာပေးတဲ့တဘောပါပဲဒါလေးကတော့အားလုံးပြည်သူပြည်သားများအားလုံးလည်းသိအောင်ဒါပြောခြင်းဖြစ်တာပေါ့နော်အနာပေးလို့မရဘူးဒီပေါ့လုံးစုံမျိုးလုံးအောင်စစ်စစ်မကြည့်ရဘူးဘာလို့လဲဆိုတော့သူ့ရဲ့ရှိမြရွာတွေလုံးနဲ့ကြာသွားပြီအဲ့ရွာတွေမကြရအောင်လို့ဆိုပြီးတော့လေဒိန်ပေါင်းအစီး20တောင်းနဲ့ကောက်ဝေးမလဲမရဘဲနဲ့တော့ဆုံးမှာတော့သူ့ရဲ့ကောင်ရဲ့စိတ်တဲ့ဖြူဖျင်းနဲ့ကြာသွားတော့အခုအောက်ကလုံးခင်ဗျာမှာဘုံမှာဘုံတွေကဘုံတို့ဝဲနေဆိုပြီးပုံနေတဲ့စင်ကိုရောက်နေပြီနော်ဒီဘာဖြစ်လက်ရှိမှာဆိုရင်တော့ဒီရပိုင်းမှာအထူးသဖြင့်တော့ဒီရပိုင်းမှာဆိုရင်တော့ဘယ်လိုပုံစံဖြစ်လာလဲဆိုရင်တော့အမတော်ထောက်ခံပါရဲဆိုတဲ့ကောင်တွေပေါက်ကွဲတဲ့လူတွေကြားလာဖြစ်ပါတယ်ကျော်မျိုးမင်းဆိုလည်းဘယ်လောက်ထိတော့ပေါက်ကွဲနေတယ်သူ့ရဲ့နောက်ကမှာဘယ်လောက်ထိတော့မှသူ့မှာခက်ခဲရုန်းကန်နေရတယ်ဂျာနယ်ရောင်းမှာစားမယ်တောက်မယ်ဘောမှာအခုဂျာနယ်မရောင်းများငတ်ပြတ်နေပြီတဲ့နေထားတစ်ခုနဲ့ပဲဆိုရင်တော့မင်းအောင်လည်းအဖွဲ့ကိုတဲ့ကိုပြောတော့တွေ့ရပါတယ်တဲ့ပြောတဲ့ခါကျတော့မင်းအောင်လည်းစားစရာမရှိရင်ထဲလာစားဆိုပြီးတော့ဇော်ဘိုးအင်းနဲ့ငါးမင်းဆွေနဲ့တူတူမင်းကိုထည့်ပြီးတော့မှနေထားရောက်နေပါပြီကဲပေါက်လုံးနဲ့မကြခင်လိုက်ချင်တော့လိုက်တော့ပါဘောအကုန်လုံးကလည်းသူ့ရဲ့စစ်တက်ကြီးသူ့ရဲ့ပြူစောတိတက်ကြီးနဲ့မင်းအောင်လည်းထပ်လာပြီးချင်းချောက်နေတယ်ကျတော့များနေပြီနော်မင်းအောင်လည်းမသိလိုက်လားမပုတူရဲ့ဒီမှာလေးမပုတူထောက်ခံတဲ့ဟာကိုအမားတို့ဘက်ကလည်းထောက်ခံတယ်ကိုကျော်မျိုးမင်းကဒီလောက်တောင်ပြောပိုင်ခွင့်မရှိဘူးလားဘုံမတွေရဲ့မျက်ခွက်တွေကိုကြီးစမ်းပါဦးမင်းတို့လှောင်လာလည်းမဟုတ်ပြောင်းလာလည်းမဟုတ်ဘုံမဆိုဘုံမရုပ်ကိုပေါက်တာနော်တကယ်ဒီမှာဖြစ်နေတဲ့အကြောင်းကိုသူ့မှာချပြိုင်ခွင့်မရှိဘူးလားအဲ့ဒါကိုနှစ်ဘက်6ပွားမီဒီယာတို့ပြောဒါလည်းပုံပေါ်ရေးရပြောချင်ပြောမပြောချင်နေနော်အဖဘူးလည်းလှဆိုရင်လို့လည်းကျမတို့တွေလေးစားပါတယ်ဒါပေမဲ့ဒီလောက်တောင်တကယ်လူတွေကပြောပိုင်ခွင့်မရှိဘူးလားပြောလို့မရဘူးလားသူတို့ခံယူထားတာကမီဒီယာသူတို့ပေးဆက်ထားတာကအသက်တွေထွက်ဒါပေမဲ့နာမည်တပြီးပြောပိုင်ခွင့်မရှိဆိုတဲ့တခြင်းလို့ပါပဲဘူးလက်လာဆိုကြီးပြောမယ်ဆိုရင်တော့သူ့ရဲ့ဘူးလက်ကြီးဆိုတဲ့ဗီဒီယိုကြီးတော့ပြပြီးကြော်မျိုးပြောတာတော့ဘူးလက်ကြီးပေါက်ကွဲတော့ဗျာခွေးချင်းပေါ့ကြိုက်ကြတဲ့နေတကူပေါ့ဗျာပြရတဲ့အထဲထဲမှာလည်းသူတို့တွေပါတယ်ဟ
အိုးပြက်အိမ်ပြက်စီးပွားပြက်တွေထဲမှာလည်းသူတို့ပါတယ်ကျမတို့တွေလည်းပါတယ်ကျမတို့လည်းရားတဲ့နေရာတစ်ထောင်တစ်နေရာနေဝင်ပြီးတော့ဒီနိုင်ငံရေးကိုထောက်ခံပါတယ်ဒီအစိုးရကိုထောက်ခံပါတယ်ဒီတက်မတော်ကိုထောက်ခံပါတယ်ဆိုပြီးတော့ဟိုကျမတို့တွေစီးပွားတွေပြက်မိသားစုတွေပြက်ပြီးတော့ပေါ့နော်အခုဆိုရွေးကောက်ပွဲလွတ်တော်ရွေးကောက်ပွဲကြီးမှာလည်းကျမတို့တွေကျမအေယာဝတီတိုင်းပသိမ်ခရိုင်တာပေါင်းမျိုးနေရာနေကျမလည်းလွတ်တော်ကိုယ်စားလှယ်တွေနဲ့ဝင်ပြိုင်နေကျမနေမီတွေကိုဆင်းတဲ့အခါကျရင်သူတို့ကပြောကြတာတွေရှိတယ်ဘာတွေပြောလဲသိလားအော်ဒီရွေးကောက်ပွဲကစီစဉ်ပြီးသားရွေးကောက်ပွဲဘယ်သူသမထလုပ်နေမယ်ဆိုတာကိုသိနေတဲ့ရွေးကောက်ပွဲကျမတို့ကနေမီကိုကွင်းစီပြီးကိုယ်စီကိုကုန်ခံကိုစီးပွားအပြက်ခံကိုအလုံးအပြက်ခံပြီးတော့ ဆဲခံဒီရွေးကောက်ပွဲကိုကျမတို့ထောက်ခံပြီးတော့လှုပ်ရှားလာခဲ့တဲ့သူတွေမြေပြင်ကအခြေအနေကိုပြောနေတဲ့သူတွေရဲ့ဗဇက်ကိုကျမတို့မှဖိပိတ်ညင်းပြီးတော့မဟုတ်ဘူးဒီမိုကရေစီကမှဘယ်သူကသမရဟိုအဖြစ်မှာနိုင်တဲ့ပါတီကနေသမရတက်မှာမဟုတ်ပါဘူးကျမတို့ဖိပိတ်ညင်းတာစီးကြုံဝင်းကြုံတွေတောင်လိုက်ကောအဲ့တော့ကိုချန်စီကိုဘောမရီရဲ့ပေါက်ကွဲကန်ဘောမရီရဲ့ပေါက်ကွဲကန်တကယ်ပဲသူတို့ဖိပိတ်ညင်းခဲ့တာပဲတကယ်တော့ဟုတ်တယ်မင်းအောင်နိုင်တက်ပဲဆိုတော့လုံးဝမဟုတ်ဘူးဖိပိတ်ညင်းခဲ့တာမင်းအောင်နိုင်တက်ကောအကုန်လုံးလန်တော့ကုန်ထင်းခွေမခွေပါနဲ့ကိုချာစီကိုထင်းမခွေပါနဲ့ဆိုတဲ့စကားအရန်တန်မှုရှိတယ်ညီမလေးအမလေးစားတယ်ပြီးတော့ဒီလောက်လေးတောင်ပြောပိုင်ခွင့်မရှိဘူးလားလောက်ပိုင်ခွင့်လုံးလို့မရဘူးလားနိုင်ငံတော်ရဲ့လားစာစားနေရမဟုတ်ပါဘူးကိုပစံကိုငွေကိုစိုက်ကိုအိတ်ထဲကိုစိုက်ပြီးတော့နိုင်ငံရေးကိုထောက်ခံပြီးနိုင်ငံရေးကိုလုပ်နေတဲ့ဒီမီဒီယာသမားကိုကျော်မျိုးမင်းတို့ကိုကျော်စိုးဦးတို့ဒီလောက်တောင်ပြောပိုင်ခွင့်မရှိဘူးလားကျမတို့လည်းအမျိုးသားရေးသမားတွေပါဒေါ်မေစင်ကိုမသိဘူးအရောက်ဒီမှာဒေါ်မေစင်အမျိုးသားရေးလှုပ်ထားကိုမသိဘူးဆိုပြီးတော့ကျမကိုအနီးကြောင်အနီးပေးလို့ဒါဘောင်းထင်နေတဲ့သူတွေကျမတို့ရဲ့ညီကိုမောင်တို့မှအမျိုးသားရေးညီကိုမောင်တို့မှကိုညီသူကအမျိုးသားရေးစစ်သွားမလုံးနဲ့သူသွေးထဲမှာအမျိုးသားရေးပဲရှိတယ်ဘယ်သူမှဖောက်ထုတ်လို့မရဘူးသူကတော်တော်စိတ်သက်ပြင်းတယ်မိမဆိုပြီးတော့ဥမာတာပေါင်းပြင်ရှင်းခဲ့ရတယ်စိုးမမသိကောင်းမမသိအတွေ့ဘဝတုဒ္ဒမရှိအတွေ့အကြုံမရှိစကားတွေကိုဗျံပရာပြောနေတဲ့သူတွေအများကြီးပါပဲဒီထဲထဲမှာမှဒီကိုကျော်မျိုးမင်းနဲ့ကိုကျော်စိုးဦးတို့ကဒီမှားနေတဲ့ဒီအရာလေးတွေဖြစ်ပျက်နေတဲ့ဒီအရာတွေကိုထောက်ပြလို့မရဘူးလားရှင်ကျမလည်းပြည်သူတွေကပြည်သူတယောက်ပါပဲမြို့သားရေးတွေကမြို့သားရေးသမားတယောက်နိုင်ငံကိုချစ်မြတ်လို့တဲ့သူတယောက်မြို့သားရေးထောက်ခံတဲ့သူတယောက်နေနဲ့ဒါလေးကိုမေးချင်ပါတယ်ဘောမရီမေးဖို့ဆိုကုန်ပြီတို့ပါအောင်မမေးနဲ့နင့်ခေါ်မှာနေမှာခေါ်တော့မှာမပူနဲ့ဘာမှပူမတဲ့အမျိုးသားရေးတွေဘောမရေးမလို့နဲ့ပြည်သူတယောက်လိုပြောနေဘောမလို့ပြောကိုနောက်ထပ်တဲ့ပုံအနေနဲ့ကတော့အလုံးဒီတိုင်းပဲစံပြားစေးပုတုမလက်ကလေးရာသီသွေးရဲ့စူတောင်းပြည့်တော်ကလည်းဖြစ်ပါတယ်ဒီလိုမှပဲစံပြားစေးပုတုမရဲ့ဘိုက်ထဲမှာပုံသားလေးရှိတာတော့မေးအောင်ဖြစ်နေပါတယ်ဟောတယ်ဆိုတော့စံပြားစေးပုတုမကတော့လက်ရှိမှာ NUG ဘက်မှာဖြစ်သွားတဲ့ပလဲမောင်ကိစ္စနဲ့ပတ်သက်ပြီးတော့တရင်မှုကိုအောက်ခြေစစ်သားကပြန်ပြီးရလှုပ်တာအခုလိုမျိုးပြန်ပြီးရရှင်းတာဟာတော်တော်လေးကိုမှစိုးရတဲ့အနေထားကိုဖြစ်ပြီးသူတို့တက်ထဲမှာတော့လှုပ်ခဲ့မယ်ဆိုရင်ဘာဖြစ်တယ်ညာဖြစ်တော့ပြောချင်တဲ့သဘောတော့တက်ထဲမှာဆိုမရှိဘူးပေါ့ဗျာပြောချင်ရင်တရင်မှုကနေအောက်ကလူကိုနိုင်တယ်ပေါ့စစ်သားလှုပ်ရှားမရှိဘူးတက်သားတိတ်မကြပါဘူးအခုဆိုမှပဲတသားတစ်ကနေပြီးတော့တရင်မှုကိုကြိတ်လိုက်တဲ့သတင်းရတယ်ထွက်ပေါ်လာတွေ့ရပါတယ်။ဒါကြီးမြင့်ပုတုမရဲ့စူတောင်းများပြည့်သွားသလား။ဘာစစ်တပ်ကတရင်မှုတွေကိုပဲတကယ်သွားစီခြင်းလို့များပါဇက်ကချိန်ဆိုင်မှပြုတ်တယ်သလားဆိုတော့ထင်အောင်ထင်ရပါတယ်။ကဲအားလုံးကြည့်လိုက်အောင်ဗျာ။ဟောနာမည်ကတော့ပါ။တက်ကတော့33နှစ်။နေတာတော့ပဲခူးတိုင်းလမ်းမှာနေပါတယ်။ကိုမိုင်းကတော့ပတ်စတကူပေါ်ရဆွတ်ခံတဲ့အချိန်တော့2026တလပိုင်း23ရက်နေ့ည9 နာရီခွဲလောက်မှာပေါ့အိမ်ထဲမှာဝင်ဆွဲခံရတာပါတော့ဟိုအပတ်စဉ်27ပါတင်နန်းကာလာတော့2လခွဲဟုတ်2လခွဲတက်ခဲ့ရပါတယ်သူတို့ကဒီလူငယ်တွေကိုစိတ်သက်ပိုင်းတွေကိုပေါ့အဓိကသူတို့ကရိုက်သွင်းတာပေါ့ဒီတပုံတွေကိုမင်းတို့မှမတိုင်ငါတို့မနိုင်ဘူးပေါ့သူအဲ့လိုလည်းပြောပါတယ်နောက်ပြီးတော့ဒီကျွန်တော်တို့အခုလိုမျိုးမင်းတို့ပေါ်တာဆွဲပြီးတော့ငါတို့ဒီထက်ကိုထည့်တယ်အခုမင်းတို့တွေငါတို့စစ်ခွေးလို့ခေါ်ရဲသေးလားမင်းတို့မိသားစုတွေကိုစစ်ခွေးလို့ခေါ်ရဲသေးလားအဲ့လိုမျိုးအဓိကထားပြောတာပေါ့ကျွန်တော်တို့တင်နန်းသား290 280လောက်ရှိတယ်အမှသူကအချို့မိသားစုတွေစားဖို့နေတွေအဆင်မပြေတော့ပတ်ဆက်တွေနဲ့ဝင်လာတဲ့လူကတော့10ရောက်15လောက်တော့ရှိလောက်တယ်ဟုတ်ကျွန်တော်တို့ဒီတင်နန်းပြီးတော့ဒီလက်နက်ကင်တပုံတွေပေါ့သူတို့ကတော့အဲ့လိုပြောတာပေါ့မရှိတော့ဘူးနဲနေပြီသူတို့မှာမင်းတို့မျိုးပေါ်မှာပဲအေးဆေးနေရမယ်ဂိတ်တွေမှာပဲနေရမယ်ပေါ့အဲ့ဒါကိုတချို့မသိတဲ့ဟိုလူငယ်လေးတွေကလည်းအဟုတ်ကြီးတွေမှတ်ပြီးတော့ပေါ့နားနဲ့ရိုက်သွင်းထားတော့ငါတို့ဂိတ်မှာဆိုအေးဆေးပဲပတ်ဆက်တွေလည်းရမယ်အဲ့လိုမျိုးတွေပေါ့အခုကျွန်တော်တို့ပြီးလဲပြီးရောကျွန်တော်တို့ကဒီခြေတန်းပေါ့ဖာပုံရောက်လာတာပေါ့ကျွန်တော်တို့ဟုတ်ဒီတရင်မှုကိုကျွန်တော်ဒီအခြေတန်းကိုစထွက်လာတဲ့ဒီကမောင်မောင်းမှာပေါ့အဲ့တဲ့သူ့ကိုကျွန်တော်တတ်ဖို့အတွက်ကျွန်တော်ကြံစည်နေတာ
ဒါပေမဲ့ဒီလူကလည်းအရန်ကိုပါနှက်တော့ကျွန်တော်ဘလို့မှလုံးလို့မရဘူးပြီးတော့မှကျွန်တော်ကလည်းကျန်တဲ့ညီကိုတွေကိုစီယုံတယ်စီယုံပေးမယ်လဲကျွန်တော်ဘယ်လိုပြောမလဲဒီသူတို့ကလည်းသွားပြီးတော့တိုင်မာလဲစိုးတယ်လေတချို့ရှိလို့ရှိရင်ဆိုတော့ကျွန်တော်အဲ့လိုနဲ့ပဲနေနေကျွန်တော်သူညထက်ပို့ပြီးတော့မှကျွန်တော်ပို့စူးစမ်းပြတာပေါ့ကျွန်တော်အမှစူးစမ်းပြတဲ့အချိန်မှာသူကကျွန်တော်ယုံပြီးတော့မှပစမန်းခန့်လိုက်တယ်ခန့်လိုက်တဲ့အချိန်မှာကျွန်တော်ပို့အခွင့်အရေးရပါတယ်နိအမှအခွင့်အရေးရတော့ကျွန်တော်အမှညီကိုတွေအကုန်လုံးချိတ်တယ်ဟိုဘက်ကတက်ကကောင်တွေရောပါအကုန်ချိတ်တယ်ချိတ်ပြီးတော့မှကျွန်တော်အဲ့ဒီမှာရှိတဲ့2ယောက်ထွက်ပြေးပြီးတော့ပြန်ပြီးတဲ့2ယောက်ကိုသူတို့25ရက်နေတက်မယ်ဆိုပြီးတော့မှအဲ့လိုမျိုးကျွန်တော်ကြားတယ်ပေါ့ကြားတဲ့အချိန်မှာကျွန်တော်က21ရက်နေ့ညကိုကျွန်တော်ဒီကောင်တွေကယ်ထုတ်မယ်ဒီတရင်မှုပဲကျွန်တော်တခါတည်းအပြည့်ချင်းမယ်ဆိုပြီးတော့မှအဲ့လိုမျိုးကျွန်တော်စီစဉ်ခဲ့တာကျွန်တော်စိုးရင်ခဲ့တယ်ဒါကျွန်တော်စိုးရင်တာကဒီကျွန်တော်ရဲ့ဒီကျွန်တော်နဲ့အတူလိုက်မဲ့ညီကိုတွေကိုအဲ့လိုမျိုးပြန်မိမှာပေါ့နော်ကျွန်တော်အတော့ကတော့ကျွန်တော်အရင်မစိုးရင်ဘူးကျွန်တော်ဗာမျိုးကျွန်တော်မှတနက်ရှိတယ်ကြီးလဲအပြေပဲဆိုတော့ဒီကောင်တွေတက်လာတာနဲ့ကျွန်တော်တို့ဒီတရင်မှုကိုတက်နေတဲ့အချိန်မှာအထုပ်ပိုးတွေနဲ့ပြင်ဆင်နေတဲ့အချိန်မှာဒီကောင်တွေတက်လာလို့ရှိရင်ကျွန်တော်ပြစ်ဖို့ကအဆင်သင့်ပဲလေကျွန်တော်အဲ့လိုမျိုးဆိုလို့ကျွန်တော်တေမာလဲကျွန်တော်မကြောက်တော့ဘူးအဓိကတော့ကျွန်တော်လွတ်မြောက်ချင်တာပေါ့အဲ့စိတ်နဲ့ပဲကျွန်တော်စူးစမ်းလိုက်တာအဆင်ပြေသွားတယ်ဟုတ်အရန်ကွာချပါကျွန်တော်တို့နဲ့ဒီတော်လိုင်းညီကိုတွေနဲ့တွေ့တဲ့အခါမှာကျွန်တော်တို့နွေးထွေးနဲ့ကြိုဆိုတာပေါ့နော်ကျွန်တော်အိုက်ကနေပြီးတော့မှကျွန်တော်လွတ်လာတဲ့အချိန်မှာကျွန်တော်အမြဲတမ်းပဲကျွန်တော်မျက်နှာပြုံးနေတာပေါ့နော်အဓိကတော့စိတ်ချမ်းသာသွားလို့ပေါ့ဟုတ်အခုအတ္တမဆွဲခံရတဲ့အဲ့ပါစာတွေပေါ့ကြိုင်ခဲ့တဲ့ညီကိုတွေတန်ထေတွေရောကျွန်တော်လိုပဲလောက်ကြည့်ပါလို့မကြောက်နဲ့လို့ကို့မှာလည်းတနက်ရှိတာပဲလေကျွန်တော်လိုပဲလောက်ကြည့်ပါအဆင်ပြေသွားလိမ့်မယ်လို့ဟုတ်ကျွန်တော်ချစ်ဆက်ပြီးတော့ကျွန်တော်ဒီကတော်လိုင်းညီကိုတွေနဲ့ကျွန်တော်ပူးပေါင်းပြီးတော့ကျွန်တော်တိုက်ပွဲဝင်သွားမှာပါစာအများကြီးပဲလေပါစာအများကြီးပဲသူတို့မှာကဒီတသားဟောင်းနေတန်နေနည်းနည်းလေးပဲရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီကောင်တွေကိုကျွန်တော်အလွယ်တကူပေါ့နော်ဒီကောင်တွေကိုချုပ်နှောင်လို့ရတယ်ဟုတ်ပြီအခုလိုမျိုးအမှန်တရားကိုရေးရဲပုံးထုတ်ဖို့ပြောပြတဲ့အတွက်အရင်ကျေးဇူးတင်တယ်နော်ဟုတ်ကျေးဇူးပါကိုအင်းပုံနေတော့ပြီးပြီလို့ထင်မယ်အခုဒီမပြီးနိုင်သေးပါဘူးဗျာသူတို့2ယောက်ကတော့တကယ်ကိုမှပဲမမိုးကပဲမပြီးရလားကိုစီကပဲမပြီးရလားတယောက်တော့ပြီးနေပါပြီတယောက်ကငြိမ်လိုက်မဆိုရင်ဒီကိစ္စပြတ်သွားမယ်အနေထားကိုဖြစ်ပါတယ်အမေအောက်တန်းစားနေနဲ့ဖြစ်ကြတာကိုလဲရလေတကယ်ကိုစိတ်ပြတ်ဖို့ကောင်းတယ်နော်လူဟာဘလောက်ပဲတိုးတက်တဲ့နိုင်ငံမှာနေပညာဆိုတဲ့အတိတရားမဲ့နေဘာမှလုပ်လို့မရဘူးတောထဲမှာနေပြီးနွားကြောင်းနေတဲ့လူတယောက်ကလည်းအတိပညာမရှိဘူးလို့သွားပြောလို့မရဘူးအဲ့တော့အခုလက်ရှိမိုးညကျွန်တော်တို့ကရုံးဘွက်ကလေးတွေကစာအုပ်တွေယူလာပြီးပြတယ်ဒါ6လစာပဲနော်ဆိုတာလက်ရှိ2026မှာတလပိုင်းကနေ6လပိုင်းထိစိတ်ရင်းတစ်ခုတည်းကိုပြတာအဲ့ဒါကို तू ကဘာပြန်ပြောလဲဆိုတော့နေ့စိတ်ရင်းဒီလောက်ပဲရှိလားဓမ္မငစီစရင်စစ်စင်းမကန်ဘူးဗန်စစ်စင်းမကန်ဘူးဆိုတော့ညကလိုက်မှနှစ်ယောက်ထဲမှာစရင်စစ်ခံဖို့သွားမှန်တာငါတောင်းဆိုခဲ့တာလေစရင်စစ်တာကိုအရင်တောင်းဆိုတာငါဟဲ့မိုးရဲ့နင်ဘာဖြစ်လို့ဘလောင်းပလဲဖာကြနေတာလဲစကားတွေအမျိုးမျိုးဘာလို့ချောက်ပြောနေတာလဲနေရဖာတယ်မလို့နေသူများကြီးပြောတာဖြစ်နိုင်တယ်နော်စရင်စစ်ဖို့အရင်တောင်းဆိုတာငါမနေ့ကလိုက်မှအဲ့ကောင်မအောက်မှာသွားမှန်ပေးစရင်အစစ်ခံပါလို့အောက်ကနေစရင်စစ်မဲ့မှန်ပေါင်း100လောက်ဝင်မှန်နေတာကိုနစ်ဆောက်ခွက်ကြီးပြက်ပြီးတော့တခွန်းမှမပြန်မဲနဲ့လိုက်ပေါ်ကစင်းပြေးသွားတာဘယ်ဖေး100လို့မှလဲကဲငါ့ပြောရင်တခွန်းကလူဟစ်နေသေးတယ်ဝင်ငွေထွက်ငွေစရင်စရာဆိုတာနော်ဘန်ဟိုလာစစ်လို့ပြောမှလည်းမရဘူးစရင်စစ်တယ်ဆိုတာတိလားအေးငါလည်းပြောခဲ့တယ် soft copy hard copy နဲ့အကုန်ရှိတယ်လို့ငါမပြောထားဘူးလားနောက်ပြီးတော့ငါတို့ရဲ့စရင်စရာဆိုတာလစဉ်လတိုင်းရှင်းတန်းထုတ်ပေးထားတာနစ်ဆောက်လုံးကမမြင်ဘူးလားနေငါတို့လိုမျိုးရှင်းတန်းထုတ်ခဲ့တာငါတို့ထုတ်ခဲ့တဲ့ရှင်းတန်းဟာအလူရှင်ရဲ့တဦးချင်းစီနာမည်ကိုချပြတာနော်နေမှာအဲ့လိုချပြထားတဲ့ရှင်းတန်းထုတ်ဘူးလားကျွန်တော်စော်ပြီနော်ကျွန်တော်ဒီကောင်မနဲ့ပတ်သက်လို့ကျွန်တော်တဲကြီးခံပေးခဲ့တာအတိုင်းတာတစ်ခုကိုကြော်လွန်ပြီးတဲ့ပြင်ဟိုဘက်ကန်းရောက်သွားပြီ
အဲ့တော့ဒီဖေးသေးအမကိုကျွန်တော်လုံးဝတကြီးမခံတော့ဘူး ဘယ်ဒါတော့ကိုစီနဲ့မမိုးတို့အနေဒါပဲဖြစ်ပါတယ်တစ်ဖက်ကရက်လိုက်မှဆိုရင်တော့အလုံးပြီးတော့မှဖြစ်ပါတယ်ညောင်လုံးနဲ့ရက်ဖို့အတွက်ဒီနေရာကနေပြီးတော်လန်ရဲဘော်တွေရောတော်လန်ညီကိုတွေရောတော်လန်ပြည်သူတွေရောအကုန်လုံးကလည်းတောင်းဆိုနေကြပါတယ်တော်လန်မျိုးတွေအားလုံးမဒီဗီဒီယိုတော့လည်းဆုံးသလိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်တဲ့သတင်းတွေတက်လာဖြစ်တဲ့ကျွန်တော်ရဲ့ကိုချစ်ဘုံ channel လေးကို like and subscribe လုပ်ပြီးဘေးရခုံနေတာချင်းတက်လာများဗီဒီယိုသတင်းအားလုံးကြည့်ရှုနားဆင်ရပြီဖြစ်ပါတယ်တော်လန်မျိုးတွေအားလုံးပဲ like and subscribe လုပ်ပြီးတော့ဘေးရ notification အောင်းလေးကိုနှိပ်ပေးထားခဲ့ကြပါအောင်ဗျာ HYB high ကိုမြင်ရတဲ့နိုင်ငံမှာနေထိုင်ကြတဲ့တော်လန်ပြည်သူတွေနဲ့လည်း HYB high လေးကိုပေးခဲ့ကြဖို့လေညာပြီးတော့အမှန်တောင်းဆိုလိုက်ပါ